ချိုးလိုက်တစ်ချက်အဲ့လောက်ကြီးကျယ်နော်ဒီမှာကျွန်တော်တို့ပဲထွင်မာလေးပေါ့နော်ကီမီ2299ဆက်လေးပေါ့နော်ဒီမှာအတန်တားကျယ်နေလို့နော်ဒါ plate လဲမယ်နော်အတန်ဒီမှာ plate တစ်လဲမယ် plate တစ်လဲလိုက်လို့ရှိရင်တန်းငင်သွားလိမ့်မယ်နော်ဒီ plate လေးတွေကဒါဝေအောင်ရှိမှမှာလို့ရတယ်နော်ကျွန်တော်ဒီ caption မှာတက်တွဲပေးလိုက်မယ်ပေါ့နော်ဘယ်တော့မှမရှိဘူးတချို့ကဒီ set တွေအတန်ကျယ်လာပြီဆိုရင်ကြောင်ထဲထိုးထားလိုက်ကြတာပေါ့နော်ကြောင်ထိုးစရာမလိုဒီကောင်တွေကနော်ပြန်လဲလို့ရတယ် plate တွေနော်တော့စကူတွေပါပြန်ပါတယ်နော်ဘာမှမလုပ်ကြောက်လက်အသေးလေးတစ်ခုပဲလိုတယ်နော်ဒါတော့အစ်စ်ပေါ့နော်ဒီလိုလာတယ်ဗျနော်ဒါကီမီအတွက်တည်တံ့ထုတ်ထားတာပေါ့နော်ဒါပေမဲ့အခြား W mat set တွေမှာလည်းတက်လို့ရတယ်နော်အခုတကတ်ထွင်မာတွေမှာလည်းတက်လို့ရတယ်ဒီကောင်လေးကဒီမှာဒါပြီးကြက်လိုက်အောင်ပဲနော်စကူတစ်နဲ့ပဲကြက်လိုက်တော့မယ်အဟောင်းနေမသုံးတော့သူကကြက်တဲ့ခါကျတော့မျှကြက်ပေါ့ဗျာနော်တစ်ဖက်သေးကိုကြက်နေအောင်မကြက်ဖဲနဲ့ဟိုတစ်ဖက်နည်းနည်းစီလိုက်ကြက်ပေါ့နော်ရန်ကုန်မှာတော့ဘယ်လောက်ရောင်းနေလဲမသိဘူးနော်တောင်ကြီးမှာတော့ဈေးကတော့ပတ်ဆက်တယ်9000တောင်ကြော်နေပြီလားမသိဘူးအသွားတီးတန့်လဲမယ်ဆိုရင်ကျွန်တော်တို့ဒါ2000ခွဲနဲ့ဒီ3000ဆွန်းဆွန်းပေါ့အဲ့လောက်ပဲရှိမှာအရင်မများဒါပေမဲ့ပို့ကတော့ရှိမှာပေါ့လေနော်ဒီမှာနောက်ထောက်ကြည့်လိုက်နောက်ခုနဗီဒီယိုရဲ့အတန်ကိုကျွန်တော်ဒီထည့်ထားပေးမယ်ချိုးလိုက်တစ်ချက်အဲ့လောက်ကြီးကျယ်နော်အတန်တစ်ခုရှင်းကြည့်လို့ရတယ်နော်တော့ညက်သွားတယ်ဒါတော့ဒါ plate အဟောင်းဒီမှာပြောက်တွေအောင်ထားနေပြီနော်အများကြီးသုံးထားတာဆိုတော့ဒီမှာ plate တစ်နော်မိုင်နာကပ်ပြမယ်နော်မိုင်းနဲ့ဝေးနေလို့ဖြစ်မှာဆိုလို့ဒီမှာ share ပဲနော်plate ကလေးတွေဝယ်လဲကြပါလို့ဒီ set ကလေးတွေဆိုလို့ရှိရင်နော်ဒါ W mat ရဲ့တချို့ထွင်မာဒီထွင်မာနဲ့ပုံစံတူထွင်မာတွေမှာကုန်တက်လို့ရတယ်ဗျာနော်တကက်ထဲမှာလည်းဒီလိုပုံစံတူလေးတွေရှိရလေအဲ့ထွင်မာတွေမှာတက်လို့ရမယ်ဒါမှထွင်မာတိုင်းတော့မရအောင်နော်VGR တချို့ထွင်မာတွေဆိုမရအောင်နော် VGR ရဲ့ထွင်မာတွေနဲ့မရတာများတယ်နော် W mat တို့တကက်တို့ဒီပုံစံတူလေးတွေဆိုရင်တော့တက်လို့ရပါတယ်လို့နော်မှာလို့ရတဲ့နေရာတော့ကျွန်တော် caption မှာတက်တွဲပေးလိုက်မယ်ဝေအောင်ဆွဲနေမှာလေးနော်သူရှိမှာသွားမှာလို့ရတယ်နော်